လာရဲ့ကောင်းကင်မှာကဘာလှုပ်သလားစဉ်းစားကြည့်မယ်နော်ကဘာဘဝနေကြည့်တဲ့အချိန်မှာနံပါတ်1လာကမျက်နှာတမျက်နှာတည်းမြင်ရတယ်နော်အဲ့တော့လာရည်ဒီလှည့်မနေဘူးနော်ဒါမဲ့ကဘာဘဝကြည့်တဲ့ခါမှာလာလှုပ်နေလားလှုပ်တယ်ကျွန်တော်ခုနပြောသလိုပဲဟလာတနည်းရထဲတွင်းမှာပဲအရှိရထွက်တယ်အနောက်ကဝင်တယ်လာလှုပ်တယ်နော်နောက်နံပါတ်3လာရဲ့ lighting ပြောင်းနေလားပြောင်းနေကျွန်တော်ခုနပြသလိုပဲဟာလာဇန်လာစုပ်လာဇန်လာကွယ်ဆိုတာရှိတယ်လာရဲ့ lighting ကလည်းပြောင်းနေနော်ဒီမေကွန်3ခုရှိအလားတူပဲလဘက်ကနေပြန်ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်လဘက်မှာကျွန်တော်လူလေးတစ်ယောက်တင်ထားလိုက်မယ်နော်အဲ့မှာလူတစ်ယောက်သွားနေမယ်ပေါ့ဗျာနော်အဲ့ကင်မရာတစ်လုံးထားလိုက်မယ်နော်အဲ့လူဒီမှာအယောင်လေးချဲပေးထားလိုက်တယ်အဝါရအဲ့ဒီလူဝါဘက်ကကြည့်ရောကဘာဘလို့ပေါ်နေမလဲအဲ့တော့ကျွန်တော်စပြီးလှည့်ပြနော်အဲ့တော့နံပါတ်1အဲ့လူဝါဘက်ကကြည့်ရောကဘာကသူ့ဝင်ရောပေါ်သူလဲနေမလားနံပါတ်2ကဘာရဲ့ light တင်အောင်ပြောင်းနေမလားတတိယမေးခွန်းလဘွားလှမ်းကြည့်ကဘာလှုပ်သလားလေတောင်မပြောဘူးနော်လှုပ်သလားလာရဲ့ကောင်းကင်မှာကဘာလှုပ်သလား